အချိန်မှာအခုလိုဒီလိုပွဲမျိုးလိုပြည်ရည်သာသာကိုအကျိုးဖြစ်တွန်းစေမဲ့နောက်မျိုးဆက်တဲ့ရဟန်းငယ်လေးတွေကိုရင်လေးတွေတိလရှင်လေးတွေတာငါမျိုးဆက်တဲ့ကလေးတွေကိုရင်လေးတွေဒါသာအရန်ဝမ်းသာကြည်နူးစရာကောင်းပါတယ်ကိုရင်ဘွဲတော်ကတော့ရှင်သူစားတာဖြစ်ပါတယ်ကျောင်းတိုက်ကတော့အောင်စေဒုက္ခကျောင်းတိုက်အောင်မြင်ခဲ့တဲ့တန်းကတော့မူချိုရန်ဖြစ်ပါတယ်ရရှိခဲ့တဲ့ဆိုတော့ပထမဆုံးဖြစ်ပါတယ်ဒီလိုအောင်မြင်ဖို့အတွက်ဒီတိုင်းစားရင်စူးစမ်းခဲ့ရပါတယ်ဆရာဓမ္မတွေကတော့စာကျူးသားရင်ပထမရနိုင်လို့ပြောတယ်ဒီလိုပထမဆုံးရလည်းရန်ဝမ်းသာပါတယ်ဒါကြောင့်ဘုန်းကြီးဖြစ်အောင်တပါးဖြစ်အောင်လည်းစူးစမ်းပါကိုရင်နာမည်ကတော့ရှင်ဒီလေးဓမ္မဖြစ်ပါတယ်ကျောင်းတိုက်ကအတော့ကဒီတမှုကျောင်းတိုက်ကိုင်းပေါင်းစုံဒါဒနာဘာလာဇမင်းဘွဲ့အခြေပြုမူကြိုတိုင်းဒုတိယရရှိခဲ့တယ်အခုလိုရွှေရခဲ့တာဝမ်းသာပါတယ်ကိုရင်ပေါ်ရရှင်ဒုက္ခိတပါကိုရင်ပရိယတ်တိမိသူစာသင်တိုင်းမှာနေတာပထမနေ့အခြေပြုမူလာတော့ဖြည့်ဆိုခဲ့တယ်မအောင်ခဲ့ပါဒီဒုတိယအချိန်မှာပြန်လဲဖြည့်ခဲ့တယ်ကိုရဲ့ဝီရိယကိုအားဆိုင်တော့ဒီအခြေပြုမူလာတော့ဒုတိယနဲ့အောင်ခဲ့တယ်ဒီသာသနာမှာဓမ္မစရိယထက်မကစားတဲ့အတန်းတွေကိုလည်းအောင်မြင်အောင်ကြိုးစားပါများရီရုပ်မြင့်တန်ကြားပြည်သူများရှင်တင်ငန်းကျွမြို့နယ်လုံဆိုင်ရာဒုတိယအကြိမ်ဂိုင်းပေါင်းစုံသာသနာပါလာစာမွေးပွဲအောင်လက်မှတ်စက္ကန့်လှူဒန်းပွဲအပြီးမှာတော့စွန်းဆန်စိန်လောင်းလူပွဲကိုပါကျင်းပခဲ့ပါတယ်ရှင်ဒီနေ့ကျင်းပတဲ့စာအောင်စုစက္ကန့်လှူဒန်းပွဲမှာအုံးအနေနဲ့ဘာတွေလှူဒန်းထားပါလဲရှင်ဒီနေ့ကျင်းပတဲ့စာအောင်တန်ဃာတွေအောင်လက်မှတ်ချင်းမြင့်ပွဲမှာဦးအနေနဲ့ဒီထူးချွန်စွာအောင်မြင်ကြတဲ့ပထမဒုတိယတတိယရတဲ့တန်ဃာ